ကိုရီးယားမှာအာကာသထဲလမ်းလျှောက်နေသလိုခံစားရမယ့်နေရာတစ်ခုရှိတယ်ဆိုရင်သင်ယုံမလားဒီတရားကိုကိုရီးယားရဲ့အကြီးဆုံးသံမဏိကုမ္ပဏီ POSCO ကကိုယ်တိုင်တည်ဆောက်ထားခဲ့တယ်ဆိုရင်သင်စိတ်ဝင်စားမလားဒီနေရာမှာလမ်းလျှောက်ရင်မြေပြင်ပေါ်မှာမဟုတ်သလိုတော့အာကာသထဲလွင့်နေသလိုခံစားရလိမ့်မယ်မင်္ဂလာပါကျွန်တော်တို့ကတော့ဒါဥစံကနေဥစံဦးကျိုးကနေကျွန်တော်တို့ဒါဖိုးဟန်းကိုဒုတိယအကြိမ်ကျွန်တော်တို့သွားမှာဖြစ်ပါတယ်ဗျသွားမှာဖြစ်ပါတယ်မဟုတ်သွားနေပါဗျကျွန်တော်တို့ဒါဆိုရင်တော့ကြောင်ယူဖိုးဟန်းလမ်းကျောကိုရောက်နေပါပြီကျွန်တော် MCCK ကကိုဇော်လင်းထွန်းရယ်ကိုချစ်မျိုးအောင်ရယ်ကျွန်တော်ရယ်ပေါ့ဗျ3ယောက်သွားကြတာဖြစ်ပါတယ်ဗျဖိုးဟန်းကိုဆက်ချီတက်နေပါပြီမင်္ဂလာပါကျွန်တော်ဖိုးဟန်းမြို့မှာရှိတဲ့စပီကိုတရားယူတက်ကိုရောက်နေပါပြီပေါ်တော့ဒီပေါ်ဒီအောင်ကတော့စပိန်တက်ခွင့်မရှိတော့စပိန်တွေအောင်မှာပဲထားခဲ့ပြီးတော့ကျွန်တော်ဘောချင်းတက်နေပါတယ်ဇာတိတို့ကတော့ဒီနေ့အရန်တာရတယ်ဇာတိတို့ကအရန်တာရတော့စင်ပြေပါတယ်ကျွန်တော်ပို့တက်လိုက်ပါဦးမယ်ဇာတိတို့ကကောင်းတော့နေတော့ရစင်ပြေပါတယ်ကျွန်တော်စားနေဆိုတော့ကီလိုမီတာ80လောက်ရှိပါတယ်ဗျတော့ပြန်ဆို140ပါမရည်ရွယ်ပဲနဲ့ဒီမနေ့မှညအိယာဝင်မှာစိတ်ကူးပေါလို့တန်ရမ်းနဲ့စုံပြီးတော့3ယောက်ကျွန်တော် MCCK ကပုံဝင်3ယောက်ဆီရပါရဲ့ဆရာဝန်ကြီးပါလေမင်္ဂလာပါအခုကတော့တောင်ကိုရီးယားနိုင်ငံရှေ့ဘက်ပင်လယ်ကမ်းရိုးတန်းမှာရှိတဲ့လှပတဲ့ဖိုးဟန်းမြို့ကစပေအော်တရားပေါ်ကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ဒီစပေအော်ကထူးဒီဇိုင်းနဲ့တိစောက်ထားတဲ့တရားပါစပေအော်ကကြည့်လိုက်ရင်ရိုးရိုးတရားတစ်စင်းမဟုတ်ပဲအာကာသထဲမှာလမ်းလျှောက်နေသလိုခံစားရအောင်ဒီဇိုင်းဆွဲထားတာကိုတွေ့မြင်ရပါမယ်တရားရဲ့ပုံစံကဝိုင်းဝိုင်းလေးကိုွေးနေပြီးအမြင့်ကနေပင်လယ်နဲ့မြို့ကိုတပြိုင်နက်မြင်နိုင်အောင်တိစောက်ထားပါတယ်ဒီနေရာမှာပိုပြီးထူးခြားစေတာကတော့တရားစင်းလုံးကို POSCO ရဲ့တံမဏိနဲ့တိစောက်ထားတာဖြစ်ပါတယ် POSCO ဆိုတာကိုရီးယားနိုင်ငံရဲ့အကြီးဆုံးတံမဏိကုမ္ပဏီတစ်ခုဖြစ်ပြီးကမ္ဘာပေါ်မှာထိပ်တန်းစတီးကုမ္ပဏီတွေကကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်1968ခုနှစ်ကစတင်ပြီးဖိုးဟန်းမြို့ကိုတံမဏိမြို့တော်အဖြစ်ပြောင်းလဲပေးခဲ့တဲ့အဓိကအင်အားကလည်းဒီ POSCO ကုမ္ပဏီပဲဖြစ်ပါတယ်စပေအော်မှာအသုံးပြုထားတဲ့တံမဏိတွေဟာခိုင်ခံ့မှုမြင့်ပြီးလုံခြုံရေးအရအလွန်ယုံကြည်ရတဲ့ POSCO ရဲ့နည်းပညာအဆင့်မြင့်တံမဏိတွေပဲဖြစ်ပါတယ်ဒါကြောင့်ဒီတရားဟာခီးသွွားနေရာတစ်ခုမဟုတ်ပဲကိုရီးယားရဲ့နည်းပညာစွမ်းအားနဲ့အင်ဂျင်နီယာအရည်အချင်းကိုပြသနေတဲ့သင်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ်ညနေခင်းရောက်တဲ့အခါနေအောင်ဝင်လို့တရားပေါ်ကတံမဏိတွေတောက်ပလာပြီးညဘက်မှာတော့မီးလင်းရောင်နဲ့တကယ်အာကာသလမ်းလျှောက်နေသလိုခံစားရစေပါတယ်အာကာသကိုမသွားနိုင်သေးပေမဲ့ဒီစပေအောပေါ်မှာအ ਨੇ ဆုံးအာကာသနဲ့နီးစပ်တဲ့အတွေ့အကြုံတစ်ခုကိုခံစားနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့ဖိုးဟန်းမြို့ကိုလာရောက်တဲ့သူတိုင်းမဖြစ်မနေလာရောက်တဲ့နေရာတစ်ခုဖြစ်စပေအောကနာမည်ကြီးလာခဲ့ပါတယ်